ကဲဒီနေ့တော့အားလုံးပဲအစားအသောက်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါကျွန်တော်ဒီနေ့မထင်မှတ်ဖင်းနဲ့ဒီလက်ကျိတ်ခောက်ဆွဲဆိုတာလေသွားစားမိပါတယ်စားတောင်းနဲ့အဆိုင်မြင့်နဲ့မရတော့ကျွန်တော်တို့အဆိုင်လေးတည်ရှိတဲ့နေရာကတော့66လမ်း104နဲ့105ကြားမှာရှိပါတယ်ဆိုင်မှာရှိတဲ့အကူတွေအမတွေအန်တီတွေအကုန်လုံးသဘောကောင်းကြတယ်အရေးဟင်းရည်ကြိုက်တဲ့လောက်တောင်းပြီးသွားရင်အကျွတ်ကြော်အားရှေ့အများကြီးထည့်ကျွေးတယ်လုံးဝဘယ်လိုပြောမလဲလိုက်ရလဲကောင်းတယ်ကျွန်တော်တို့လက်ကျိတ်ခောက်ဆွဲဆိုပြီးကျွန်တော်မသိဘူးပြဝင်စားလိုက်တယ်သူကအဓိကဒီအရေပြခောက်ဆွဲတုပ်ယူရတဲ့အချိန်မှာဒီအရေလေးစမ်းပေးလိုက်တယ်ပေါ့နော်ကြက်ရေလေးစမ်းပေးတာကြောင့်ရွှေတောင်ခောက်ဆွဲဆန်ဆန်လေးစားရတာပေါ့နော်ပြီးသွားရင်နောက်ပြီးတော့ပေးတဲ့ဟင်းကြီးကြတော့လေကျွန်တော်တို့ဒီဘက်ငါးဟင်းငါးရေလေးပေါ့နော်သူကမုံတီတုပ်လေးရတယ်ပြီးတော့လက်ကျိတ်ခောက်ဆွဲတုပ်လေးကျွန်တော်ကလက်ကျိတ်ခောက်ဆွဲလေးစားလိုက်တယ်တော်တော်ကောင်းပါတယ်စားလို့အရန်ကောင်းတယ်ဈေးနှုန်းကလည်းတော်တော်တင့်တယ်တပွဲမှာပွဲကြီးပွဲသေးမှာအဲ့လိုတော်တော်ဈေးတင်တဲ့အနေထားနဲ့ပေါ့ကျွန်တော်ဈေးတော့ပြောလို့သွားစားကြည့်လိုက်ဈေးတန်တဲ့ထက်မှာတော်တော်ပါတယ်